အားလုံးပဲမင်္ဂလာပါခင်ဗျဒါကပရိုတွန်စာကဘက်ထရီအားမဝင်လို့အော်တနေတာပြတ်သွားတာနော်အော်တနေတာပြုတ်လဲရမယ်အော်တနေတာမပြုတ်ခင်ဘက်ထရီကောင်အနောက်ကျိုးပဲကအရင်ပြုတ်ရတယ်နော်ဒီ alternator ထဲမှာ wire နှစ်ပင်ရှိတယ်နော်အကြီးတစ်ပင်ရယ် socket တစ်ပင်ပေါ့ alternator နတ်မပြုတ်ခင်ဒီ wire နှစ်ချောင်းဖြုတ်တော့ရတယ်နော်ပြီးမှကျွန်တော်တို့ alternator အပေါ်နတ်တစ်လုံးရယ်နတ်တစ်ချောင်းရယ်အဲ့ဒါပြုတ်လို့ရမယ်နော်အခုအောက်ကနတ်ပြုတ်နေတယ်နော်ဒါကအပေါ်ပိုင်းနတ်တစ်ချောင်းပေါ့နော်ဒီနတ်အပေါ်ရဲ့အောက်ရဲ့ဒီဆိုရင်ကျွန်တော်တို့ alternator အောက်ပဲဆွဲလို့ရပြီနော်ဒါကမဝေးပါနော် alternator ကြောက်ဖြစ်တယ်အခုကျွန်တော်တို့အသစ်တစ်လုံးပြန်ပေးလိုက်မယ်နော်အရင်ဦးဆုံးကျွန်တော်တို့ဝါယာနှစ်ချောင်းပတ်ပြီးမှကျွန်တော်တို့ alternator အထိုင်နဲ့နှစ်ချောင်းပြန်လိုက်မယ်နော်
ပြီးရင်ကျွန်တော်တို့ဘန်ကာချိုတဲ့လို့ရပြီနော်ဘတ်ချိုအယောအတင်ကသူ့ကိုချိန်စမလို့နော်အလိုလျောက်သူကချိန်ပေးတယ်ကဲကျေးဇူးပေးတဲ့မိတ်ဆွေများအားလုံးအတူပဲကျေးဇူးတင်ရှိပါတယ်ကာရှိတဲ့ညီကိုများဘုဒ္ဓတရားအောင်လို့ like and share လေးလုပ်ပေးပါအောင်နော်